အားလုံးပဲမင်္ဂလာပါ United Diary by ကိုထွန်းရဲ့ YouTube Facebook နဲ့ TikTok ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်တို့ဒါပြီးခဲ့တဲ့တောက်တန်နေညဒါစနေနေ့မနက်ကရှင်မကစားခဲ့တဲ့ Manchester United အသင်းနဲ့ Newcastle အသင်းတို့ရဲ့ပွဲစဉ်မှာဆိုရင်တော့အားလုံးကထင်မှတ်ထားခဲ့ကြတာ Newcastle အသင်းကပဲအနိုင်ရရှိသွားမယ်လို့ထင်ခဲ့ကြတယ်ဒါပေမဲ့လက်ရှိမှာ United ကတကူကိုမရှိဆိုရရလနဲ့အနိုင်ရရှိခဲ့တယ်24မိနစ်မှာဒါကျွန်တော်တို့ Patrick Dogu ရဲ့ဒီမြေမကြဘော်လီကန်ချက်နဲ့ကျွန်တော်နာတကူတဲ့တော့အနိုင်ကိုရရှိခဲ့တယ်။ Okay ဆိုတော့ဒီပွဲစဉ်မှာပြောစရာရှိတာကဘာလဲဆိုတော့ဒီပွဲစဉ်ရဲ့ကစားပုံခင်းချင်းသည်ကျွန်တော်4-4-2ဆန်ခဲ့တာကျွန်တော်မြင်ရတယ်။ 4 back နဲ့ကျွန်တော်တို့ကစားခဲ့တာတွေ့ရတယ်။ကျွန်တော်တို့ဒီမှာနောက်တန်းမှာဆိုရင်ကျွန်တော် Harry Maguire ရဲ့မသစ်တီလေးရဲ့ဒဏ်ရာတွေရနေတဲ့အခြေအနေမျိုးမှာကျွန်တော်ဒါ Andre Heber နဲ့တူကျွန်တော်တို့တကြောပြန်လဲပြီးတော့ဒဏ်ရာနဲ့ပြန်သက်လာတဲ့ကျွန်တော်တို့ Lisandro Martinez ကနေပြီးတော့အသင်းကောင်းဆောင်အဖြစ်နဲ့တာဝန်ယူပြီးတော့ပွဲထွက်လာခဲ့တယ်။ Bruno Fernandes နာနေတဲ့အတွက် Bruno Fernandes ရဲ့အသင်းကောင်းဆောင်လက်ဘက်ကိုပတ်ပြီးတော့အသင်းကောင်းဆောင်ပီတာဆိုတကယ်ကိုရုန်းကန်ခဲ့တယ်။ဆိုတော့ဒီပွဲစဉ်မှာအဓိကခရာကြခဲ့တာဒီနောက်တန်းမှာဆိုရင် Andre Heber နဲ့ကျွန်တော်တို့ဒီ Lisandro Martinez ပြောရမှာဗျ။အဲ့တော့ Heaven ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် Arsenal ကရောက်လာပြီးတည်းကသူ့အနေနဲ့အကောင်းဆုံးကြိုးစားတယ်လေ့ကျင့်ကွင်းမှာလည်းကြိုးစားတယ် Carrington မှာလည်းတကယ်ကိုကြိုးစားတဲ့ကစားသမားလေးဖြစ်တဲ့အတွက်တဖြည်းဖြည်းနဲ့နေရာရလာတဲ့အနေအထားမျိုးမှာသူ့အနေနဲ့ဒီနောက်တန်းရဲ့ CCB တနေရာကိုအပိုင်သားရရှိထားတာကိုကျွန်တော်တို့မြင်တွေ့ရတယ်။ဆိုတော့ဒီလိုအနေအထားမျိုးမှာဒီနေ့ပွဲစဉ်မှာလည်းအကောင်းဆုံးကစားသမားစုကိုရရှိထိုက်တဲ့တန်ရရှိခဲ့တယ်ပေါ့နော်တော့ဒီလိုအခြေအနေမျိုးမှာဆိုရင်သူဒီသူဗာလဲပွဲပြီး interview မှာဗာပြောလဲဆိုတော့ဒီပွဲမှာ Patrick Dogu ကသူ့ထက်ပိုကောင်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ရတဲ့စုကကျွန်တော်ဘဝမှာပထမဦးဆုံးရခဲ့တဲ့ကောင်းဆုံးကစားသမားစုဖြစ်တဲ့အတွက်သူ့မပေးနိုင်ဘူးဆိုဟာတာလေးတော့ဖောက်သွားပါတယ် Okay ဆိုတော့ဒီပွဲစဉ်မှာ Andre Heaven ကောင်းတာဒီတကူတော့အရေးသွေးကောင်းတယ်လို့ပဲသူနဲ့တွဲဘက်ဖြစ်တဲ့ Lisandro Martinez ရဲ့တည်ငြိမ်မှုတွေကလည်းသူ့ကိုလုံးဝအထောက်အကူပြုသွားစေတာလည်းပါတယ်ဒါအပြင်ကမှဒီနေ့မှာကစားခဲ့တဲ့ကျွန်တော်ဒါလော့ကလည်းသူ့ရဲ့အဓိကနေရာဖြစ်တဲ့ right back နေရာကိုပြန်ပြီးတော့ကစားခွင့်ရခဲ့တယ်တစ်ဖက်မှာတော့ Luke Shaw ပေါ့နော် left back အနေနဲ့ဒါ Luke Shaw ရဲ့အဓိကနေရာဖြစ်ပါတယ်ဒါအရင်တော့ကစားခဲ့တဲ့ဒါအရင်တော့နီးပြဆိုရှာတို့ဒါကျွန်တော်တို့ဒီတန်ဟတ်တို့လက်ထက်မှာကစားခဲ့တဲ့4-4-2ဒီနောက်တန်း၄ယောက်ပေါ့နော်နောက်တန်း၄ယောက်နေရာမှာသူတို့ရဲ့အဓိကနေရာမှန်နေဖြစ်နေခဲ့တယ်ဆိုတော့ပြီးတော့ကျွန်တော်တို့ကွင်းလယ်မှာ Bruno Fernandes မပါခြင်းကလည်းအခရာဖြစ်သွားတယ်လို့ကျွန်တော်တို့ပြောလို့ရ။ဘာကြောင့်လဲဆိုတော့ Bruno Fernandes ပါတဲ့အချိန်မှာ Bruno Fernandes ကိုတည်ပြီးကစားနေရတဲ့ကစားကွက်တွေရသည်အခု Bruno Fernandes မပါတဲ့ခါမှာတသင်းလုံးဝဟန်ချက်ညီညီနဲ့အတက်ဆင်းကစားခဲ့တာကိုကျွန်တော်တို့မြင်တွေ့ရတယ်။လုံးဝတသင်းလုံးတယောက်နဲ့တယောက်လုံးဝဘယ်သူမှအားကိုးခြင်းမရှိပဲအသင်းလိုက်စီးလုံးမှုနဲ့ဒီပွဲပထမပိုင်းတောက်လျှောက်ကျွန်တော်တို့ဖိအားပေးနိုင်ခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။Patrick Dogu ကလည်းကျွန်တော်တို့သူ့ကစားသမားဘဝတစ်လျှောက်မှာကျွန်တော်တို့ right wing ကိုပထမဦးဆုံးချိန်ဆော့တဲ့အခါမှာလုံးဝခြေသွမ်းပြနိုင်ခဲ့ပြီးတော့ဂိုးပါသွင်းခဲ့တယ်ဆိုတော့ဒီလိုအခြေအနေမျိုးဒီ Patrick Dogu ရဲ့နေရာဒီ right wing နဲ့ပို့ပြီးအဆင်ပြေလားဆိုတာတော့ကျွန်တော်တို့စဉ်းစားစရာကောင်းနေပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံလေးပြောစရာရှိတာ Benjamin Sheshko ပေါ့နော် Benjamin Sheshko အနေနဲ့ပွဲထွက်ခွင့်ရခဲ့ပြီမယ်လေသူ့အနေနဲ့အဓိကအဆုံးသက်မသေးချာမှုတွေကတကယ်ကိုUnited အသင်းကိုနစ်နာစေခဲ့တာရှိခဲ့အဲ့တော့ဒီပွဲစဉ်မှာလည်းသူ့အနေနဲ့အပိုင်ခွင့်ရေးရတယ်ဒါပေမဲ့သူသုံးသက်မသေးကြဘူးဒါအပြင်ကမှကျွန်တော်တို့ဒါဒီယိုကိုဒါတော့ပေါ့နော်အပိုင်ခွင့်ရေးတယောက်တည်းကန်ခွင့်ရတယ်ဒါပေမဲ့ထောင်ကန်ခဲ့တယ်ဆိုတော့အဆုံးသက်မသေးကြမှုတွေ United ကိုဒုက္ခများစေခဲ့တာ United ကလက်ရှိအခြေအနေရဲ့သုံးပုံနှစ်ပုံလောက်ကိုကျွန်တော်ပြင်ဆင်ဖို့တော့လိုနေမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ Bruno Fernandes မပါသွားတာက United ရဲ့ကောင်းကွက်ဖြစ်သွားလားအကျိုးခံစားမှုဖြစ်သွားလားဆိုတော့ပရိသတ်တွေကလည်းဒီလိုမျိုးယူဆနေကြတာကျွန်တော်ရှိတယ်လုံးဝ Newcastle ရဲ့ကွင်းလယ်ကိုမရှင်နိုင်ဘူးလို့ထင်ခဲ့တဲ့အနေအထားမျိုးမှာကျွန်တော်ဒါဘယ်လိုပြောမလဲတကယ်ဥကတိကလည်းကျွန်တော်တို့အားလုံးထင်နေကြတဲ့အနေအထားအနေအကောင်းဆုံးကစားပြခဲ့တယ်အမှားနည်းခဲ့တယ်ပေါ့နော်ဥကတိနဲ့ဒီ Bruno ဘာလို့ Casemiro ရဲ့double by ပေါ့တွဲလုံးကလည်းတကယ်
DM နေရာမှာတကယ်အဆင်ပြေချောမွေးခဲ့တယ်ပေါ့နော်ဆိုတော့ဒီနေ့တဝဲလုံးမှာကျွန်တော်ပထမပိုင်းတစ်ပိုင်းလုံးတော့ပြောစရာမရှိဘူးဒုတိယပိုင်းမှာကဘာဖြစ်လဲဆိုတော့ဒါကျွန်တော်တို့ဒီဒုတိယပိုင်းမှာမေစမောက်နေတဲ့အနေငယ်လေးဒါကျွန်တော်တို့တန်ရန်ရရှိသွားတဲ့အတွက်ဒါ Jeff Fletcher ပေါ့နော် Darren Fletcher ရဲ့ဒါ Jeff Fletcher ပွဲထွက်လာတယ်အကောင်းဆုံးကစားသွားနိုင်ခဲ့တယ်သူ U18 နဲ့ U21 မှာကစားခဲ့တဲ့ United U18 နဲ့ U21 မှာကစားခဲ့တဲ့ကစားပုံမျိုးတွေတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရဒီနေ့ပွဲမှာတော်တော်လေး performance ကောင်းခဲ့တာကျွန်တော်တို့မြင်ရတယ်အဲ့တော့ကွင်းလယ်မှာရှိတဲ့ကျွန်တော်တို့ဒါဒီ Newcastle ရဲ့ကွင်းလယ်ကိုအကောင်းဆုံးတံပြန်တုံ့ပြန်ပြီးကစားသွားနိုင်ခဲ့တာလေ United ရဲ့အတချက်တစ်ခုဖြစ်သွားဒါပေမဲ့တစ်ခုရှိတာကဒီပြဝင်အမိုရင်ဒုတိယပိုင်းမှာဘာတွေလုပ်လိုက်မှမသိဘူးလူစားလဲတယ်ကက်စမဲရိုကိုဘယ်သူနဲ့လဲတော့လန်နီယိုရိုနဲ့လဲပဲတယ်။အော်လောက်ကောင်းနေတဲ့ကစားသမားကိုလဲထုတ်တော့ကန်ကောင်းလို့ကျွန်တော်တို့ရေနမမနဲ့ပရိသတ်ဒီနှလုံးရောဂါရတော့မယ်။နှလုံးရောဂါရတော့တကယ်နှလုံးရောဂါရလောက်အောင်ကိုသူ့အနေနဲ့လုပ်ခဲ့တာ။ဆိုတော့ဟိုကိုဘီယမ်မိုရင်ရဲ့လူစားလဲမှုတွေကျွန်တော်တို့မေးခွန်းထုတ်ဆိုင်အများကြီးရှိသွားပြီဖြစ်ပါတယ်။ဒါပြင်ကမှကျွန်တော်တို့ဒါမလိုအပ်တဲ့လူစားလဲမှုတွေပြီးတော့ဒီညာကျမ်းမှာခြေစွမ်းပြနေပတ်ထရစ်တို့ကိုဘယ်ရန်ပြန်ပို့တာအဲ့ပြဿနာတော်တော်ဆိုးတယ်အဲ့ပြဿနာတော်တော်ဆိုးတော့ဘာမှလုပ်လို့မရတဲ့နေရာမှာတောက်လျှောက်45မိနစ်လောက်ဒုတိယပိုင်း45မိနစ်လောက်ကခက်စစ်ပဲကစားနေရတယ်နောက်တန်းကောင်းကောင်းထိန်းချုပ်နေလို့ပြီးတော့တစ်ဖက်အသင်းရဲ့တိုက်စစ်မှုတွေကတိုင်နေပဲကန်လိုက်ဘောထောင်ကန်လိုက်လုံနေလို့သာ United လောက်ထန်တာဒါပြင်မှာစင်လီမန်ကာကွယ်နိုင်ခဲ့လို့တာတွေအများကြီးပါတယ်ဆိုတော့United ရှေ့လာမယ့်ပွဲစဉ်တွေမှာဒီလိုမျိုးဆိုရင်တော့အခြေအနေကတိုက်စစ်ပြီးတိုက်စစ်မှာပဲကျွန်တော်တို့အဆင်ပြေပါကျွန်တော် United ရဲ့ကျွန်တော်လက်ရှိအခြေအနေမှာကျွန်တော်တို့ကောင်တာမမြင်ရတာတော့တော်တော်ကြာပြီကောင်တာတစ်ပေါက်မှာရှင်းရှင်းတောက်ခဲ့တယ်ကျွန်တော် social လက်ထပ်တုံးပါဆိုရင်ကောင်တာနဲ့ကျွန်တော်တောက်6ဂိုးတွေရတယ်ဒီလိုအနေထားမျိုးတွေမြန်ဆန်တဲ့တိုက်စစ်တွေကမစနိုင်ကောင်တာပြန်မစနိုင်ဘောလုံးရပြီဆိုရင်စင်းလိမ့်မထိုးပေးတယ်မှန်တယ်ဒါပေမဲ့ကိုယ်လူတွေကဘောလုံးရသွားရင်ဘာဖြစ်လဲဆိုတော့ရှေ့ကိုမရောက်ဘူးအောက်ပြန်ပြန်ပေးဆိုတော့ရှေ့ကိုဆက်မသွားနိုင်ဘူးဘာကြီးမရှိကိုဘောလုံးရသွားရင် तू မပြေးနိုင်ဘူးဘောလုံးနဲ့အတူတူလိုက်ပါစီးမျောဖို့ကိုမလုံနိုင်ဘူးဆိုတော့ဒါမျိုးတွေကို United ဘယ်လိုမျိုးတုံ့ပြန်ပါလဲဒါဘယ်လိုတွေပြင်ဆင်သွားမှာလဲဒါကကြည့်ရတော့မယ်လာမဲ့ပွဲတီမစ္စမောက်နာနေတယ် Bruno Fernandes နာနေတယ် Kobe Mainoo နာနေတယ်ဒီ Maguire နာနေတယ်ကျွန်တော်မက်သစ်ဒီလေးနာတယ် Mazraoui မရှိဘူး Ryan Bumo မရှိဘူး Arman မရှိဘူးဆိုတော့ဒီရောကြီးရတိုက်စစ်မှာကစားစရာ Benjamin Shaq မာတီယက်စ်ကွန်ညာဂျိုရှဆာစီ3ယောက်ပဲရှိတယ်။တောင်မန်တစ်ဖက်မှာဒိုဘူနဲ့ဒါလော့2ယောက်ပဲရှိတယ်။ကွင်းလယ်မှာဥဂါတီနဲ့ကက်စမဲရို2ယောက်ပဲရှိတယ်။နောက်တက်မှာကွင်းလယ်မှာတော့ဒါဂျက်ဖလက်ချာလေးတယောက်တော့နည်းနည်းအာကိုလိုရအောင်မကလေးလေးဆိုတော့ဒါပေမဲ့အတွေ့အကြုံတော့နည်းနည်းလိုနေသေးတယ်။နောက်တက်မှာလီဆန်ဒရိုမာတီနက်စ်နဲ့အန်ဒီဟက်ဗန်ဒိုင်ယာပြန်မရသွားရင်တော့ကောင်းတာပေါ့။လူရှောနဲ့ကျွန်တော်တို့လန်နီယိုဟိုကတော့တိတ်ပြီးတော့အားရရတယ်မပနေဘူးဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာလန်နီယိုဟိုကြောင့်ဟိုဖြစ်ခဲ့တာโอเคဆိုတော့နောက်လာတဲ့ပွဲစဉ်တွေဘယ်လိုဖြစ်မလဲကြည့်အောင်ကျေးဇူးထူးပဲတင်ရှိတယ်